လောက်လာတော့ လာပါမောင် ဘုတ်ဝင်နေမှာပြောတယ်လေ သဘောကျတယ်ချစ်တယ်ပေါ့ဟာရေးသားရှိလား ရေးစားမရှိလို့ဒီလိုက်ကိုတက်လာလေလို့ ဟုတ်ကဲ့အဲ့ဆိုကျွန်တော်အကောက်ပေးလေအဲ့ဆိုကျွန်တော်စကားပြောမယ်နှစ်ယောက်ဒီသက် ရမောင် ပြောလို့ရတယ်မှာ ချိန်နိုင် ဒီမှာပြောလို့လူအများကြီးနေတယ်မကောင်းဘူးပေါ့ ညီခုံတယ်လည်းကြားနေရပါတယ်နည်းနည်းလေးဆက်တန်နေဆိုတိတ်မကြောက်ဖြစ်သွားတယ် ဟိုကျွန်တော် April နဲ့ပြောရင် April ပြောတာ April အရင်အသက်ကိုရင်မေးလိုက်မယ်အသက်ဘယ်လောက်လဲမသိဘူး20နဲ့ဟာရှာနေတာမမတွေပါဆိုမှရွှေတွေနဲ့လာတွေ့နေရတယ်ရောအသက်ကြီးတဲ့သူဖြစ်မဲ့နေတဲ့သူရွေးပါတယ်ဆိုရင်မှရွှေတွေနဲ့လာတွေ့နေရ20နဲ့ကပြည့်လား အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြမလူမှုအတိုင်းဝိုင်းတွေကို online ကနေတဆင့်စိတ်ဝင်လာတဲ့ dating live လို့ခေါ်တဲ့ခေတ်စားနေတဲ့အလေးအကျင့်ဆိုတစ်ခုအကြောင်းပြောပြချင်ပါတယ် live လွှင့်ပြီးရေးစားရှာတဲ့ဒီလိုအစီအစဉ်တွေကတကယ်ပဲလူငယ်တွေရဲ့ခင်မီတဲ့ရွေးချယ်မှုလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတန်ဖိုးတွေကိုပျက်စီးစေတဲ့လုပ်ရက်လားဆိုတာကိုအတူတူဆန်းစစ်ကြည့်ကြရအောင် မော်နီတာတွေကခဏလေးကြီးရောက်ခါလို့ရအချိန်လေးခဏပေးပေးလိုက်ပါတမ်းမကန်ချနဲ့လိုင်းကောင်းတာရှိတယ်လို့လိုင်းမကောင်းတာ ချိန်နဲ့ပေးတယ်ဒီမှာဟိုကဟိုင်းနေကြမ်းကြမ်းနေခဲ့ညနေလို့ဟာတယ်နေလို့တက်ပြောတော့ကြာကောင်းပြီ ကဲပြသာမင်္ဂလာပါ မလာ ဟုတ်ကဲ့ပါဘယ်သူနဲ့ပြောချင်လို့လည်းမသိဘူးခင်ဗျရုပ်လေးဖွင့်ပေးပါနော် ဟုတ်ကဲ့ကျွန်တော် April နဲ့ပြောနေ ဘယ်သူနဲ့ပြောရမလဲဆိုတော့ဒီ live ထဲရှိတဲ့အမရပြသာနဲ့ပြောချင်ပါဆိုခါပြောရမှာလား ဟိုကျွန်တော် April နဲ့ပြောရင် April ပြောတာ April မလားသားသားအောက်ကလေ โอเคပါကျုပ်လေးဖွင့်ပေးပါ နားလေးနော်ကျွန်တော်ဖွင့်နေညလာမကျွန်တော်ရ မြင်ရပါတယ်ပြောပါ ဒီလိုက်တော့ရမှသိကြလားကောင်းပါလေ အဲ့တော့ပဒါသားတို့ပေါ်မှာမူတည်တယ် အောင်တော်လိုက်တည်တယ်ဝင်တာကြောက်မှမရဘူးစောက်ဖောက်လို့တဲ့သူနဲ့မတွေ့ အစီစီအမရတန်လေးဖွင့်ပေးလိုက်ပါနော် အရင်အသက်ကိုရင်မေးလိုက်မယ်အသက်ဘယ်လောက်လဲမသိဘူး20နဲ့ဟာရှာနေတာမမတွေပါဆိုမှရွှေတွေနဲ့လာတွေ့နေရတယ်ရောအသက်ကြီးတဲ့သူဖြစ်မဲ့နေတဲ့သူရွေးပါတယ်ဆိုရင်မှရွှေတွေနဲ့လာတွေ့နေရတယ်20နဲ့ကပြည့်လားဟုတ်လားအဲ့ဒါငယ်တော်ငယ်ကြီးကျွန်တော်23ဟိုးဘယ်လိုရောက်လဲကွာရှာနေမမရှာနေရရှာပါရဲ့ဘယ်လိုဖြစ်ရောတွေ့ရတဲ့နေနဲ့ပြောလိုက်တော့ဥစားပဲလေးဆုံးသွားတကယ်ပဲကောင်းလည်းမရှိရလားအဲ့တော့ပြင်းပြပဲလာတတ်တာလားဒီထဲမှာပြောချင်လို့လဲ မဟုတ်ပါဘူး မရှိဘူးလားကျွန်တော်လည်းဒီမှာကောင်းပါလေးမရှိလို့မထားကြဘူးထားတော့မလိုက်ရှာနေရခွက်တီပဲခင်ဗျအဲ့ကျွန်တော် follow ထားမယ်နော်အကောင်းလေးတော့ တကယ်ချင်းလိုရလို့ရှိပြောခိုင်းရင်ဟိုမင်းမင်းတို့ထိမေကောင်းနဲ့ပြန်နေတယ်လာပြောနေကြတယ် ဘာလို့ လိုရလို့ရှိပြောခိုင်းလိုက် ဟုတ်ပါတူရင်ပဲပြောနေတာပဲကျွန်တော်လည်းအခု ဟုတ်ဘူးလိုက်ကချာကျွန်တော်နောက်ကျချာတော့နောက်ကျမှ AC မှာစကားပြောကြလေဟုတ်တယ် ပြောရပြော ပြောသွားလိုက်လေခေါ်ပါကြည့်လိုက် 6ပေါက်ထဲလိုက်ခဲ့ရမှာအခုချက်ချင်းလိုက်ခဲ့ရမှာလိုက်ပြီးလို့ရမှာလားအခုချက်ချင်းလိုက်ပြီးလို့ရမှာလားမရှိရင်လိုက်ခဲ့လေမရှိဘူးဆိုတခါရလိုက်ခဲ့လေရှာတယ်လည်းပြောသေးရဲ့ နိုင်မယ် တိုင်းမယ်လေဗျာ โอเคเอาထွက်ခလိုက်နော်โอเค နှစ်ယောက်သလုံးခဏလေးအတန်လေးပေးပေးပါ လို့ပြောယောက်ျားမလားယောက်ျားဆိုအဲ့လိုတည်ပြောလိုက်တော့တိုင်းမလားမလိုက်ဘူးလား ဟုတ်တယ်နှစ်ယောက်သလုံးအတန်လေးခဏပေးပေးပါ
ကုန်ယူပါတယ်နေရာတော်တို့ထာဝရလက်တွဲပေါ်ဖြစ်ကြပါစေလို့ကျွန်တော်မှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာနေရာတော်ဆင်းလို့ရပါပြီ လှုပ်လိုက်တော့လှုပ်လိုက်တော့ မင်္ဂလာပါမောင် ဘုတ်ဝင်နေနေပြောတယ်လေ သဘောကျတယ်ချစ်တယ်ပေါ့ဟာရေးသားရှိတာ ရေးစားမရှိလို့ဒီလိုက်ကိုတက်လာလေလို့ ဟုတ်ကဲ့အဲ့ဆိုကျွန်တော်အကောက်ပေးလေအဲ့ဆိုကျွန်တော်စကားပြောမယ်2ယောက်ဒီသက် ရမောင် ပြောလို့ရတယ်မာ ချိန်တိုင်း ဒီမှာပြောတော့လူအများကြီးနေတယ်မကောင်းဘူးပေါ့ โอเค အော်ဒီမှာမပြောချင်ဘယ်မှာပြောတာလဲ 你要不表现了我， အော်ပြီးသွားပြီဗောအဲ့ဒါဘာမှမပါတော့ဘူးဗော 然后把肉你们把肉苗的， အော်အေးဘာမှမလို့ရရင်ကန်ကောင်းပါသေးလို့နော်ဘိုင်ဘိုင်အဆင်ပြေပါစေဘာမှဘာလို့မပါလေပြီးသွားပြီလေအပေါ်ကအဲ့ဒါများရီးသားကပြောနေသေးကွာအပေါ်မှာတက်ပြီးတော့ဘာ ကောင်မလေးတင်မို့ချန်ထားလိုက်အောင်နော် မင်္ဂလာပါ ဟုတ်မောင်လေးမင်္ဂလာပါဘယ်လိုနဲ့ပြောမှလဲရှင် ထော်စိတ် ဟုတ်ဆင် အမရဲ့အောက်က2ယောက်မြောက်2ယောက် မဟုတ်လားလားဟုတ်လား ဟုတ်တယ်ဂျမနီလည်းမသိ တော့ကျတော့မလေးရှား မလေးရှားဟောအကူကထိုင်းမှာ ဩ အမေရပြောဘူးလေ ပြော ငယ်ငယ်တော့နတ်သမီးရဲ့နတ်ပြည်မှာပဲရှိတာတဲ့အခုကလူပြည်ကိုဘယ်လိုဖြစ်လို့ရောက်နေရတာလူပြည်ကိုဘာလာလောက်ထား မ လဲ သိဘူးလေ ဟောဒီလား အစားမင်းတို့လိုက်တာတဲ့လူပြော တရားမင်းလိုက်တာ ကောင်းလေးမရှိမို့လား ဒီလိုက်တဲ့ကိုတက်လာပါလေဆိုကောင်းလေးမရှိဘူးလားဆို မရှိဘူးမောင်လေးအကုန်လုံးစင်ကယ်ရေးပဲ တွေးလို့မရဘူးလားတွေးချင်လို့ ဟမ် တွေးချင်လို့တွေးလို့မရဘူးလား တွဲချင်လို့တွဲလို့မရလားဆိုတွဲလို့တော့မရဘူးတကယ်ချင်းလို့တော့ရတယ် စီဘီမှာစကားပြောကြည့်လေတွဲလို့မရဘူးပြတ်တော့မငင်းပါနဲ့စီဘီမှာလာဟိုင်းကြည့်စကားပြောကြည့်လေသဘောကျရင်ကြားလာမှာပေါ့ ဒီပေါ့အဲ့ဒါမို့တကယ်ချင်းနေနေတော့ရတယ် ဒီညအမအတန်ကြီးပြောလို့မရတူတူပဲပြောလို့ရတယ်ပြောကြမောင်လေးလမ်းကြနေရလားသူလမ်းကြနေ နိုင်ကြ ဒီမောင်လေးရေဘယ်လိုလဲပြောချင်လဲမောင်လေးဘယ်လိုလဲပြောချင်လဲခဏနဲ့အိမ်ပြန်တော့ဟာဘယ်လိုလဲပြောချင်လဲ မစင်လေးနဲ့ပြောတယ် ဘာလဲလည်းပြောချင်လို့ဟုတ်ပြီကဲပြောပါရှင် မင်္ဂလာ ဟုတ်ပြီမင်္ဂလာပါရှင် ဘယ်ရလဲ မာလီဖျားသုံးစုပါပါ တော့ခိုင်ရကြည့်လာကြဒီမှာတော့ဒီနေ့ရတာ ဟုတ်မောင်လေးအသက်တိုးနေမှမကြားရ မကြောက် ကဆူနေတာမမ ဟုတ်တယ်အလုံးထဲမှာမလို့လည်းစက်တာနေတယ် อ๋อဟုတ်ပြီမောင် ကြာ ကြားရတယ်
ကြားရတယ်ပြောမှာလို့ပြော ဒီပုံစံရောမကြ ညီခုံတယ်လည်းကြားနေရပါတယ်နည်းနည်းလေးဆက်တန်နေဆိုသိပ်မကြားဘူးဖြစ်သွားတယ် မမစိတ်ခင်လို့ပါကျွန်တော်နှလုံးပုံစံနဲ့မမပြောနေတာပို့ပြီးတော့ကျက်ဟုတ်တယ် ကျေးဇူးပါအဲ့လိုပြောပြီးတော့အမလည်းရင်ခုန်ချင်တာမောင်လေးတို့တွေတော်ကီနေနဲ့ တော့ဒီနေ့တော့မရှောက်ချက်ပါဘူးအစ်စ်တင်နေတော့ရှောက်ချက် ပြီးရောစစ်တင်နဲ့ချုပ်လိုက် တန်တရားကြီးစီမမလက်ကြီးဆွဲကိုဆောက်ချက်လိုက်တယ်မတော်လာတယ်မပြောလို့ရ အကောက်လက်ခံစီပြီးမှလာပြောတော့ဟုတ်အကောက်လက်ခံနော်အဲ့ဆိုနောက်လူလေးရှိသေးလို့နော်မောင်လေးနော် ကျေးဇူးပါ ဟုတ်ကဲ့အခုမြင်တွေ့ခဲ့ရတဲ့အတိုင်းပဲပေါ်ပေါ်တင်တင်နဲ့ရေးစားရှာခိုင်းနေတဲ့ဒီလို level တွေကလူငယ်တွေရဲ့တိတ်ခါကိုအငှားချနေတယ်လို့ဖြစ်နေပါတယ်ဖြစ်မိတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာအရှက်တိတ်ခါတွေကိုဆွလွတ်လိုက်တာဟာကျွန်တော်တို့ရဲ့အနာဂတ်အတွက်တကယ်ပဲကောင်းပါမလားဒီအခြေအနေတွေအပေါ်သင်ဘယ်လိုမြင်ပါသလဲကို့အမြင်လေးတွေကို comment မှာရေးသားမျှဝေပေးခဲ့ပါဦး